ပိုးတွေကိုလာလိုက်မယ်ဆိုရင်အများကြီးစားနိုင်မှာရပါမယ်ဒီနေ့လည်းပိုးဧည့်သည်လာမှာမို့ဟင်းတွေအများကြီးချက်ပါမယ်အရင်ဆုံးကြက်ချူလေးချက်မယ်ကြက်ချူချက်ဖို့ကကြက်တို့အလေးအဖြူချင်းလေးကိုနှလွှဲမှုန်လေးနဲ့စီတက်ပါတယ်တေးသေးချာလေးစီတက်ပြီးပြီဆိုရင်ပိုးကြက်သားလေးထည့်ပါတယ်ကြက်သားမှာတော့စားနဲ့မှုန်ခက်မှုန်လေးကိုကြိုပြီးတော့နေထားတာဖြစ်တဲ့အတွက်အရသာဘာမှထပ်မထည့်သေးပါဘူးကြက်ဥလေးကိုလည်းမမထုတ်ထုတ်လေးစားကြတော့တခါလေးထည့်လိုက်ပါတယ်ပိုးကစီပီတက်နဲ့ကြက်ချူချက်တာဖြစ်တဲ့အတွက်တေးသေးချာလေးကြက်သားမှာစားနေဟင်းအနှစ်ကအရသာတွေဝင်အောင်လုံးပေးပါတယ်ပြီးတော့မှရေလေးထည့်ပြီးတော့ချက်ပါတယ်ပူချူအောင်လို့လေးကြက်သွန်လေးလည်းထည့်လိုက်ပါတယ်ဒီဟင်းလေးကလေလူကြီးရောကလေးတွေပါအကြိုက်တွေ့တဲ့ဟင်းလေးပါရှင်နောက်တစ်မျိုးတော့တီးဆုံပဲဟင်းလေးချက်ပါမယ်တီးဆုံပဲဟင်းချက်ဖို့ကပဲစင်းငုံကိုညရရေစိတ်ထားတယ်မနေ့ကျတော့ဂျင်းနဲ့ကြက်သွန်ဖြူလေးနဲ့ထည့်ပြီးတော့ပြုတ်ပါတယ်ပြီးတော့အသီးဆုံလေးထည့်တယ်ရေထည့်ပြီးတော့အသီးအယောင်ချက်လိုက်ပါတယ်အသီးအယောင်ချက်နေတော့တစ်ဖက်မှာပဲဟင်းအတွက်ပိုစီတတ်ပါမယ်တက်တုန်လေးကိုအယောင်တွင်မုံနှွမ်းမုံမဆလာလေးရဲ့ပြည့်တဲ့တင်လေးရဲ့နဲ့မှုေးနေအောင်စီတက်ပါတယ်ပြီးရင်ပဲဟင်းဦးတွေကိုထည့်လိုက်တယ်အသီးလေးတွေအီးပြီးဆိုရင်မကြီးရေထည့်ပါတယ်ဒါဆိုရင်ပဲစင်းကုန်လေးနဲ့ပြည့်နှစ်ချက်ထားတယ်တီးဆုံပဲဟင်းလေးရပါပြီရှင်တီးဆုံပဲဟင်းလေးပဲစင်းကုန်လေးနဲ့ချက်တဲ့ဆိုရင်ပို့ပြီးတော့စားလို့ကောင်းပါတယ်ပြီးတော့ပို့အာလူချောင်းကြော်ပါမယ်အာလူချောင်းကိုတော့စားရဲ့မှုန်ဟင်းခက်မှုန်လေးရဲ့ငရုတ်ကောင်းလေးရဲ့ထည့်ပြီးတော့ယူရှင်းရှင်းလေးပဲကြော်လိုက်တာပါပြီးတော့ပို့ပြီးတော့စားလို့ကောင်းသွားအောင်လို့မလာအကင်းမှုန်လေးနည်းနည်းထည့်လိုက်တယ်ဒါဆိုရင်မလာနဲ့မှုမိလေးနဲ့အာလူချောင်းကြော်လေးရပါပြီဒီကတစ်တားရဲ့မလေးကြက်တောင်မလေးနည်းနည်းရှိနေတော့ကြက်တောင်မလေးကိုလည်းပိုညာရစားရဲ့မှုန်ဟင်းခက်မှုန်လေးရဲ့အယောင်တင်မှုန်လေးရဲ့ထည့်နေပြီးတော့နှက်ထားပါတယ်မနေ့ကျတော့ရွှေလေးပါအကျော်မှုန်လေးကိုကတ်တယ်ပြီးတော့ကြက်ဦးလေးနဲ့စိန်နေပြီးတော့ဒီငရုတ်ဗလဲပမုတ်ချောင်းလေးနဲ့ကတ်ပြီးတော့ကြော်လိုက်တာပါပိုးလေးအစဆုံးတယောက်တည်းဘယ်လိုချက်လဲတော့မသိအခု voice over ပြန်လုပ်နေအောင်မှာတော်တော်လေးမောနေပါတယ်အရွက်ကြော်လေးကလည်းမပါမဖြစ်ဆိုတော့ပိုးကစုံရံလေးကြော်မယ်ကစုံရံလေးကိုတက်တော်ဖြူလေးကိုစီတက်ပြီးတော့အယိုးလေးကိုအရင်ကြော်တယ်ပြီးတော့အရွက်လေးကိုကြော်တယ်အခုချိန်ကကစုံရံလေးတွေကနည်းနည်းတန်တယ်နော်မိုးရင်းဆိုတော့လေဟိုလာတဲ့ဧည့်သည်တိုင်းရလေးအမဲသားစားတဲ့လူဆိုရင်ပိုးချက်တဲ့အမဲနဲ့လေးကတော့မပါမဖြစ်ချက်ပေးရပါတယ်ဒီနေ့ချက်တဲ့ဟင်းလေးတွေကိုပို့ပြီးစားကောင်းသွားအောင်လို့ငါ6ထောင်လေးလည်းထောင်ပေးရဲငါတကွန်ချောင်းလေးရဲ့ငရုတ်သီးစိမ့်လေးရဲ့ငရုတ်သီးလှုံမုံလေးရဲ့နဲ့ထောင်းထားတာပါဒါကြောင့်ပြောရတော့ပိုးတွေကိုလာလဲမယ်ဆိုရင်အများကြီးစားနိုင်မှာလာနေလို့ရပါမယ်ကျေးဇူးအများကြီးတင်ပါတယ်ရှင်